Yes, exactly. So we make a lot of chances. So we have to get more goals. But first important things is make big chances, and we try to get more goals. Yes, next opponent team is really a tactical team. So at first we have to recovery and so analyzing and few point we try to training and so we prepare. I want to prepare good things. Yes, always support. Thank you so much. So we always try to winning and more goals. So please let's fight together. ကျွန်တော်နေ့တင်းပေါ့နော်လူနေတဲ့အမှတ်တွေလည်းရတယ်ကိုယ်လည်းပြတ်တယ်ကစားပုံလည်းကျွန်တော်တို့စီစီပိုပိုလေးရှိရဆိုတော့အများကြီးကျင်းတတ်ပါတယ်ပြည်သက်တွေလည်းကျင်းတတ်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အခုလိုကိုရတဲ့အတွက်ပတ်မိုးပေးတဲ့ညီကိုတွေရောဒီအသင်းပေါ်တွေအားလုံးနဲ့ညီပြဆရာတွေလာအောင်အားပေးတဲ့ပြည်သက်ကိုလည်းအများကြီးကျေးဇူးတင်ပါတယ်လို့နောက်ဘက်တွေလည်းဒီကိုလာပြီးတော့ကျွန်တော်တို့ပွဲရှိရလာအောင်အားပေးပါဦးလို့ကျွန်တော်ဒီကနေဖိတ်ခေါ်ချင်ပါတယ်ပြင်ဆင်ကြလည်းပဲလေကျွန်တော်တို့အသင်းအခုဖွဲ့စည်းပုံလေးကလည်းပို့ပြီးတော့ချစ်လက်လာတယ်ပြီးတော့ဒီကစားသမားတွေလည်းတယောက်နဲ့တယောက်နားလည်မှုလည်းပိုကောင်းလာတယ်ကိုတွေကလည်းပွဲတိုင်းလိုလိုမှာကျွန်တော်တို့ကိုပြက်လေးတွေရတဲ့အတွက်အများကြီးတော့လည်းသိပြင်ဆင်တွေကတော့သိတော့မလိုပါဘူးကျွန်တော်တို့ဒီကြားထဲမှာကောင်းကောင်းမွန်မွန်အနားယူပြီးတော့ဒီလုံနေကြပတ်တန်လေးတွေနဲ့ပဲကျွန်တော်တို့ဒီဖွဲ့စည်းပုံနဲ့သွားမယ်ဆိုရင်တော့ပြင်ဆင်ချိန်ကတော့အများကြီးသိတော့မလိုပါဘူးဟိုသွားနေအချိန်လေးလည်းကောင်းနေတယ်ဆိုတော့လာအောင်အပေးတဲ့ဒီပြည်သက်တွေရော online ပြည်သက်တွေကိုပေါ့နော်ပြည်သက်မျှော်လင့်တဲ့ရလဒ်မျိုးကျွန်တော်တို့ဒီကွင်းထဲမှာပေါ့နော်ဆောင်းကိုတိုက်ပွဲဝင်နေပါတော့ပြည်သက်ကလည်းပေးနာနေလာရောက်ပြီးကျွန်တော်တို့ sporting လုပ်ပေးပါလို့ဒီကနေဖိတ်ခေါ်ပါတယ်လာရောက်အားပေးတဲ့လူတွေရော online ကြည့်ပြီးအားပေးနေလို့အများကြီးကျေးဇူးတင်ပါတယ်